သူရရဲ့ပခုံးပေါ်ကိုကြားရောက်လာတဲ့အေးဆက်ဆက်အထိတွေးကရေခဲတုံးကြီးတစ်ခုလာတင်ထားသလိုမျိုးအကျော်ပေါင်းစုံကိုတောင့်တင်းသွားစေပါတယ်။လယ်ဘင်းကနေတဆင့်ကြောရိုးတစ်ခုလုံးစိမ့်တက်သွားပြီးအသက်ရှူဖို့တောင်မေ့လျော့လူနီးပါးဖြစ်သွားခဲ့ရတယ်။မှန်ထဲမှာတော့ထိုမိန်းမတရေရဲ့မျက်နှာကသူရရဲ့ပခုံးပေါ်ကနေတဆင့်ပါးစပ်ကြီးကိုနရွက်အထိဖြဲပြီးကက်ကြည့်နေတုံးပါပဲသူရမျက်လုံးကိုစုံမိတ်ထားလိုက်ပြီးစိတ်ထဲကနေတိသမျှဖျားစာတွေကိုကမူးရှုထိုးရွတ်ဆိုနေမိပါတယ်တော့ဘဂဝါတိပိတော့ဘဂဝါရွတ်ရင်းနဲ့ရင်ထဲကတုံးလုံးမှုကြောင့်အတန်တွေကအပြင်ကိုတိုးတိုးလေးထွက်လာမိတယ်ထိုအချိန်မှာပဲအခန်းထဲမှာလေပြင်းတစ်ချက်ဝူခနဲတိုက်ခတ်သွားပြီးသတင်းပေါက်တကားတွေဒုံဒုံနဲ့ရိုက်ခတ်သွားပါတယ်ပခုံးပေါ်ကလေးလံမှုကြီးကလည်းရုတ်တရက်ပျောက်ကွယ်သွားခဲ့တဲ့သူရမျက်လုံးကိုဖြည်းဖြည်းချင်းပြန်ဖွင့်ပြီးမှန်သေးကိုကြည့်လိုက်တဲ့အခါပါအရေးမှမရှိတော့ပါဘူးအခန်းထဲမှာလည်းလာရောင်မိန်ကလွဲလို့တိတ်ဆိတ်လို့နေပါတယ်ဒါပေမဲ့သူရတယောက်အိယာထဲမှာဆက်မအိပ်ရဲတော့ပဲမနှက်လင်းတဲ့အထိမီးချောင်းကြီးကိုဖွင့်ကတင်ပေါ်မှာဒူးနှစ်ဖက်ကိုပိုက်ပြီးတညလုံးမျက်လုံးကြောင်နေခဲ့ရပါတော့တယ်မနှက်လင်းလို့နေအောင်ကြီးဖြာကျလာတဲ့အခါမှသူရသက်ပြင်းချနိုင်ပါတော့တယ်ညကကြုံခဲ့ရတဲ့အဖြစ်ပြက်ကအိမ်မက်တစ်ခုလိုတကယ်လိုနဲ့ဝေခွဲမရဖြစ်နေတုံးဒါပေမဲ့သူ့ရဲ့ပခုံးပေါ်မှာကြံရစ်ခဲ့တဲ့အေးဆက်ဆက်အညိုအမဲကွက်ကြီးကိုမှန်ထဲမှာမြင်လိုက်ရတဲ့အခါမှာတော့ဒါဟာအိမ်မက်မဟုတ်မှန်းတေချာသွားခဲ့ပါပြီသူရအိမ်အောက်ထပ်ကိုဆင်းလာပြီးရေနွေးချမ်းတောက်ရင်းစဉ်းစားနေမိတယ်သူဟာပညာတတ်လူငယ်တစ်ယောက်ဖြစ်လို့ဒီတိုင်းကြောက်ပြီးထွက်ပြေးဖို့ထက်ဒီအိမ်ကြီးရဲ့နောက်ခံသမိုင်းကိုသိကျင်စိတ်ကပိုပြင်းပြလာပါတယ်ထိုအချိန်မှာပဲခြံဆောင်ဦးဘဆွေကအိမ်ရှိကနေဖြတ်အလျှောက်သွားတာကိုမြင်လိုက်ရတယ်သူရအိမ်ပြင်ကိုအမြန်ထွက်ပြီးဦးဘဆွေကိုလှမ်းခေါ်လိုက်ပါတယ်ဦးဘဆွေခဏလောက်ပြကျွန်တော်ရေနွေးချမ်းအတူတူတောက်ရင်းစကားနည်းနည်းလောက်မေးချင်လို့ဦးဘဆွေကသူရရဲ့မျက်ကွင်းညိုတွေနဲ့ဖြူဖြော့နေတဲ့မျက်နှာကိုကြည့်ပြီးအခြေအနေကိုရိပ်မိပုံရပါတယ်သူကတက်ပြင်းအသာချရင်အိမ်ထဲကိုလိုက်ဝင်လာခဲ့တယ်မောင်ရင်ညကတခုခုကြုံခဲ့ရတယ်မလားသူရကခေါင်းကြီးပြရင်ညကမှန်ထဲမှာမြင်ခဲ့ရတဲ့အကြောင်းတွေကိုအကုန်အစင်ပြောပြလိုက်ပါတယ်ဦးဘဆွေကရေနွေးချမ်းကိုတငုံတောက်ပြီးမျက်မှောင်ကုတ်ကပြောပြပါတော့တယ်ဒီအိမ်ကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကမျိုးကအထေးကတော့တယောက်ဝဲခဲ့ဘူးတယ်သူတို့မှာသမီးချောလေးတယောက်ရှိတယ်နာမည်ကမေနှင်းနဲ့မေနှင်းကတိတ်လာသလိုစံရရားလဲတိတ်တီးတက်တယ်ဒါပေမဲ့သူဟာဒီအိမ်ကိုရောက်ပြီးမကြခင်မှာပဲစိတ်ဓာတ်စာယောဂါလိုဘာလိုနဲ့ယူသွတ်သွားခဲ့တယ်ဦးဘဆွေရဲ့စကားကြောင့်သူရစိတ်ဝင်စားသွားပြီးရှေ့ကိုတိုးထိုင်လိုက်မိတယ်သူယူသွားတဲ့အခါညဘက်ဆိုအိမ်ပေါ်ထက်မှာအော်ဟိတ်ငိုယိုပြီးရှောက်သွားတတ်တယ်နောက်ဆုံးသူမိဘတွေကမတက်တာတဲ့အဆုံးအပေါ်ထက်ကအစွန်းဆုံးအခန်းထဲမှာသူ့ကိုတော့ခတ်ပြီးထားခဲ့ရတယ်။တညမှာတော့အဲ့ဒီအခန်းထဲကနေစန္ဒယာတန်ဆန်းစန်းကြီးညတကောင်မှထွက်လာခဲ့တယ်မိဘတွေသွားကြည့်တဲ့အခါမေနှင်းကသူ့ရဲ့မျက်လုံးနှစ်ဖက်ကိုသူကိုယ်တိုင်ကလော်ထုတ်ပြီးသွေးအိုင်ထဲမှာတေဆုံးနေခဲ့ပြီးအဲ့ဒီအချိန်ကလေးကအဲ့ဒီအခန်းကြီးကိုတန်ကြိုးခတ်ပြီးဘသူမှမဖွင့်ရဲတော့တာပဲညဘက်ကထွက်ပေါ်လာတော့စန္ဒယာတန်ဦးဘဆွေရဲ့စကားတွေကိုကြားပြီးနောက်သူရရဲ့ကြောထဲမှာစိတ်ခနဲဖြစ်သွားပါတယ်ဒါဆိုညကသူမြင်ခဲ့ရတဲ့မျက်လုံးမရှိတဲ့မိမတရေကမေနှင်းပေါ့ဦးဘဆွေကသူရကိုအိမ်ပြောင်းဖို့တိုက်တွန်းပေမဲ့သူရရဲ့စာရေးဆရာဗီဇစိတ်ကဇလန်းရဲ့အဆုံးသက်ကိုသိချင်းနေပြန်နေမင်းနှင်းကဘာလို့မိမိကိုမျက်လုံးကလောထုတ်ပြီးတေးရတာလဲဒီအိမ်ကြီးထဲမှာဘာလျှို့ဝှက်ချက်ရှိနေလို့လဲထိုနေ့ညမှာတော့သူရဟာအိတ်ခမ်းထဲမှာမအိတ်တော့ပဲဧခမ်းထဲကဆိုဖာပေါ်မှာဓမီတလက်ကင်မရာတစ်လုံးနဲ့အတူစောင့်ဆိုင်နေဖို့ဆုံးဖြတ်လိုက်ပါတယ်ည12နာရီတီရောက်တဲ့အခါမျှော်လင့်ထားတဲ့အတိုင်းအိမ်ကြီးတစ်ခုလုံးအေးဆက်လာပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ခြေတံထွက်မလာပဲအပေါ်ထပ်တကားနီအခန်းစီကနေတိမ်တောင်တိမ်ဆိုတဲ့စန္ဒယာတန်ပြန်လွင်လို့လာပါတယ်အတန်ကအလွန်အေးဆက်ပြီးနာကျင်စရာကောင်းတဲ့တန်စင်မျိုးတစ်ချက်မှာစန္ဒယာခလုတ်တွေကိုဒုံကနေဆွဲချစ်တီးခတ်လိုက်တန်တွေကနားစီကိုဖောက်ထွက်မတက်ကြားနေရပါတယ်သူရရင်တုံပန်းတုံနဲ့ဓမီကိုကြစ်ပါအောင်စုပ်ပြီးလေကားထစ်တွေစီကိုဖြည်းဖြည်းချင်းခြေလန်းလိုက်ပါတယ်သူအပေါ်ထက်ကတကားနီအခန်းရှိကိုရောက်သွားတဲ့အချိန်မှာစန္ဒယာတန်ကချက်ချင်းရက်တန့်သွားခဲ့တယ်တိတ်ဆိတ်မှုကလွှမ်းမိုးသွားပြီးနောက်တကားနီရဲ့အကွဲကြောင်အပေါက်ငယ်လေးကြားကနေဖြူလျော်ပြီးသွေးတွေဆိုနေတဲ့မျက်လုံးမရှိတဲ့မျက်ကွင်းအိမ်ကြီးတစ်ခုကအတွင်းထဲကနေတဆင့်သူရကိုကပ်ပြီးစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတော့တယ်ဟီလာပြီလားဆိုတဲ့မိမအော်တန်းနဲ့ကြီးနဲ့အတူခတ်ထားတဲ့တန်ကြိုးကြီးတွေကကြောက်ကြက်နဲ့ပြုတ်ထွက်လူမတက်တကားကြီးဝုန်းကနေပွင့်ထွက်သွားပါတော့တယ်